လောကမှာပြပမြတ်တာပန်းရွှေကြနဲ့ဘာလာတိုင်းဆိုမနိုင်လို့ပါဘူးပန်းရွှေကြသည်နွမ်းတတ်ပါလေဗျဦးတမ်းမြင့်ဦးတို့တို့ချိုချိုဝင်းတို့လိုမိဘနှစ်ပါးဤမေတ္တာပံပယ်သောခါမှာမနှမ်းပါဘူးတဲ့လောကမှာဖြင့်မိဘမေတ္တာစမ်းရည်ပြားနဲ့ပမာတိုင်းဆိုမနိုင်လို့ပါဘူးတဲ့စမ်းရည်ပြားသည်ခန်းတတ်ပါတယ်ဦးတမ်းမြင့်ဦးတို့တို့ချိုချိုဝင်းတို့လိုမိဘတွေရဲ့တပါးဤမေတ္တာစမ်းရည်ပြဲသောခါမှာမခမ်းပါမိဘမေတ္တာလဆန္ဒနဲ့ပမာတိုင်းဆိုမနိုင်လို့ဘူးမိုးဘော်ကလဆန္ဒကြီးကကိုရှင်လောင်းလေးတို့တိမ့်သလားပိတ်ဖုံးသွားလို့ရှိရင်မှောင်သွားတတ်တယ်ဗျလက်ငပုတ်ဖမ်းလိုက်ရင်အသူရိမ်မင်းကြီးဖမ်းရင်မှောင်သွားတတ်တယ်ဦးတမ်းမြင့်ဦးတို့ဒေါ်ချချိုဝင်းတို့လိုမိဘနှစ်ပါးဤမေတ္တာအလင်းရောင်ဟောဒီသားလေးတွေသမီးတွေအပေါ်မှာဘယ်သောခါမှမမောင်ပါဘူးကွယ်အမြဲတမ်းတောက်ပါပြီးတော့အလင်းရောင်တွေဖြားနေတယ်အဲကြောင့်မိခင်ဖခင်များကိုကျေးဇူးဆက်တဲ့အခမ်းအနားဖြစ်ပါတယ်ထိုင်ကုန်လေးတွေတန်ဝင်ရှိတဲ့အကိုနှစ်ယောက်တော့ခုံလေးလို့ဦးတမ်းမျိုးလာထိုင်ဆက်စင်းတာပြီးတော့မြင့်မို့တောင်းကျေးဇူးတော်တွေဆက်လို့မကုန်မီဒီသာရီတပေါင်းကလေးကြောက်ရွံ့များနေမိဘတော်မိစရမ်းမီဘဝလည်းလည်းပခေါ်လည်းလည်းတီဝါဘတော်တစီလေးနေလူပြအောင်ကျွေးမဲ့ချီမတန်းရအောင်ပင်မကြီးစွာဝိလာရပြီဒီကျေးဇူးကိုတွင်ရည်ညွှန်းမှလို့သာကတော့ကျေးဇူးရှင်ဖေနဲ့မေရေစင်တောင်ကြီးခလေးဘဝကဒီဆိုလို့ချမ်းဘုံကြီးမမီပါသည်ကိုရကိုဝငဲ့ကဲအဖေခလို့ဆိုရတဲ့လူကြီးမိထီလာတဲ့တော့အောင်ဟာတလေးထီတော့ခါပြီးဘူးမလေးတဲ့အတန်လေးသမီးပြေချာရောတကယ်လားမိကြီးဩတရီဒီကလေးကပူပဲစကားရှောင်းရှားကမသွေမကောင်းမြတ်တာကောင်းရာညလေရှင်းနေပြီဝေအသက်ကိုလေးသိစီထိတ်လာခြင်းဝင်ငါတွေအသွေးသွေးပါလေကြီးမားသောမြတ်တာမျိုးလေးသာသမီစုတွေကိုလေဆိုရုံထုံးတာရှိခဲ့ပြီတို့ဖျားတော်မှာတို့တလုံးကြီးအနန္တဝိဝေကျေးဇူးရှင်မိဘနှစ်ပါးကိုသာတို့တော်ပါလိသူတော်စီတို့ဘောနမချင်းတွေချစ်ချင်းမြတ်တာအဓိကတာလို့နေကျေးဇူးရှင်မိဘတော်ပါရဲ့ဟောပါလားစကားအားတွေမကြားရတာကြားခဲ့ပြီချစ်တော်ဒီချစ်တော်ဒီတာတို့သမီးတို့လက်စရာတိမ်မာမလို့ရှင်ခိုးလို့တော့ပါရစီကျေးဇူးရှင်ဖေဖေနဲ့မေကျေးဇူးရှင်ဖေဖေနဲ့မေကျေးဇူးရှင်ဖေဖေနဲ့မေ ဟုတ်ကဲ့
ဣရိယာပဋ္ဌာန်ပြတ်တော်လို့ဒီနေရာယူလို့ရပါပြီကိုရှင်လောင်းလေးတို့ဒီဘက်ထိုင်လို့ရပါပြီ